Boss ကတတိလောင်းရှာပုံနာစီစဉ်မှာစုချင်းငွေ3သိန်းကန်ထူသွားတဲ့ကန်ထူရှင်ဖြစ်တဲ့အတွက်ကုန်ယူပါတယ်လို့ပြောချင်ပါတယ်3သိန်းတော့ကန်ထူသွားတဲ့ကန်ထူရှင်ရဲ့ဝမ်းသာပီတီလေးအရင်ဆုံးမျှဝေပေးပါအောင်ရှင့်ဟုတ်ကဲ့ပါဒီစီလေးကိုကြည့်နေနေကျွန်တော်လည်းဖုန်းခေါ်ပြတာပေါ့နော်အဲ့လိုဒါပေမဲ့အဲ့လိုပုံမမဟုတ်ပါလေကြည့်နေရကြတယ်ဆိုတော့ဘာပဲဖြစ်ပါဟိုဝမ်းသာကြတာပေါ့ဒီမှာကိုဒါရက်ွက်ထဲမှာရှိတဲ့လူတွေကစားပေါ့သူတို့လည်းကြည်အားပေးနေနေကိုရုပ်ပြီးဖုန်းတွေဝင်လာတာရောက်မင်းတကယ်ချင်းနေရတာပေါ့ဒီစီကြီးဖုန်းခေါ်ရင်ငါတို့လည်းခေါ်နေကြတာပေါ့တော့သူတို့လည်းအားရဝမ်းသာပါပဲအဲ့လိုတွေကဖုန်းတွေဝင်လာကြတော့တော်တော်လေးမပြောတော့လေကျွန်တော်တို့နေဘက်တွေဆိုတော့ဟုတ်ကဲ့အဲ့တော့ boss ကိုစီစဉ်ရောကိုဘလို့စတည်ရလဲဒီ TV ကြီးနဲ့အဲ့ကြောညာတွေပါလာရတယ်ဒီ boss ကိုစီစဉ်ပါရှိတော့အဲ့ဒါလေးကြီးပထမပတ်တွေကတော့ကြည့်နေဖုန်းမခေါ်ဖြစ်ပါဘူးအဲ့လိုပဲကြည့်နေတာပေါ့နော်သူတို့ကြည့်နေဖြေနေတာအဖြေတွေကကိုကနောက်ကနေပြီးတော့စိတ်ကနေပြီးတော့ဘာပြရမှာလဲဖုန်းမခေါ်ဘူးဘာလဲကြည့်နေပဲပြောနေတာတွေအဖြေတွေကလုံးဝမှန်ကိုယ်ဖြစ်တယ်ဟုတ်လားဖြေရမှာအဲ့ဒါခေါ်ကြည့်မယ်ဆိုတော့ဒါပေမဲ့ဖုန်းကခေါ်လို့တော်တော်လည်းမလဲဘူးလေလူများနေဆိုတော့ဟုတ်မှာဟုတ်ကဲ့ဒါပေမဲ့တော့အားရပါတယ်ပေါ့ဖုန်းဝင်သွားပြီပေါ့ကျွန်တော်အဲ့မှာကျွန်တော်တလုံးနဲ့ပဲကျွန်တော်အခုလိုပဲဟိုမှာ TV ကြည့်နေတယ်ဒီခုံမှာပဲထိုင်အရှိမှသူကကြည့်နေတယ်ကိုခေါ်တော့သူကရှိပဲကြည့်နေတော့ကိုခေါ်ဖုန်းဝင်လို့ဖုန်းပြောနေတာတော့သူမသိဘူးဟိုထဲမှာဒီလိုဟောဒီမှာဖုန်းဝင်နေတာဘူးဆိုတော့သူရှိ TV မှတ်နေတာကျွန်တော်တို့ကတာဝါတိုင်းကဟိုဘက်ရွာတဲ့ဒီဘက်ကတာဝါတိုင်းနဲ့ဝေးတယ်ကျွန်တော်ဖြေတာကိုဟိုမှာမကြားရဘူးကျွန်တော်ဒီဖြေပဲပါလဲမှာမကြားရဘူးအဲ့လိုဖုန်းတော့ဒီဖုန်းနံပါတ်နဲ့အစင်းနဲ့ဟိုကိုနှိပ်ဖို့ပဲပေါ့အစင်းနဲ့လောက်တာတော့ဒါပေမဲ့ဖုန်းလေးပြပြီးတော့ခေါ်လို့ရပါပြီဆိုတော့ကိုဒီမှာနှိပ်လိုက်တာပေါ့သူဖုန်းကိုဖွင့်ပေါ့အဲ့လိုမျိုးအဲ့တော့ကျွန်တော်နောက်တော့ဖုန်းတစ်ကောထည့်ရသေးတယ်ဗျဟုတ်လားကျွန်တော်လည်းဝင်ကျွန်တော်ပဲဥလာလားကျွန်တော်နောက်ကြတာပဲဖုန်းကတော့ဝင်သွားတယ်ကျွန်တော်ဖုန်းကကျွန်တော်ကအတက်ဖိုင်ကိုကောအော်တိုထည့်ရတာဝင်သွားပြီဆိုတော့အော်တိုပြတ်ထားလေးနေအဲ့လိုမျိုးကျွန်တော်ပြေးနေတာတော့ပြေးရဖြေကလည်းအမှန်ပဲဖြေကတော့ဖြေရအကုန်လုံးဖြေနိုင်ပါတယ်ဖုန်းမရတာပေါ့ကိုလည်းအကုန်လုံးဒီပါပါပဲကိုမေကိုလောက်ဆိုဖြေကိုโอเคပဲဖြေရတယ်ဟုတ်ကဲ့အဲ့လိုမျိုးဖုန်းရဟုတ်ကဲ့ဘယ်ဗီဒီယို category တွေကိုပို့ပြီးကြိုက်လဲဘယ်လိုအကြောင်းအရာတွေကိုပို့ကြိုက်လဲဖြေရတော့ပါတယ်တော်ခုနေပေါ့ဖြေရတော့ဆိုလိုလေးဝဲကိုဖြေတော့ဒါတခုလိုရတော့မြန်မာကောလူကဆေးပေါ့နော်အဲ့လိုမျိုးပဲပါတယ်ပြီးတော့ဒီရှေ့တော့ဟိုဒီအကြောင်းလေးပေါ့ဒီလာလိုက်အဲ့လိုမျိုးလေးလည်းပါဘုဒ္ဓတွေရတော့ပေါ့နော်ဒါကျွန်တော်တို့ဆိုလို့ရှိရင်ဒီဟိုဖြေသွားတာပါလေတော်လားဆိုလို့ရှိရင်အဲ့ဥပုံညာလာအဲ့မျိုးတွေပေါ့အဲ့လိုငယ်အကြောင်းလေးတွေသူတင်ခဲ့တာလေးတွေဘုရားလေးငယ်ဆော့ခဲ့တဲ့အားလေးတွေပြန်ဖို့အမှတ်ရဆိုတော့ပြောသလိုပဲဟုတ်ပါတယ်အဲ့ဒါလေးပြန်သတိရတာပေါ့ပုံငယ်ဆော့တဲ့ပုံစံလေးအဲ့လိုဘုရားတွေပေါ့ဟုတ်ကဲ့အဲ့တော့ပြန်ဒီအဖြေကဟိုဒီပေါ့ဆော့ခဲ့ကစားခဲ့တဲ့ဟာမျိုးပေါ့စာတင်ခဲ့တဲ့ဟာမျိုးဘုရားလေ့လာမှုကြီးကျော်အများလဲဒါတွေပြန်ပြီးတော့ဘုရားရပါတယ်အဲ့ဒီစီလေးကိုလည်းကြိုက်ပါတယ်ဒီမှာကောတုကစပျိုးရေးစေးကုမ္ပဏီဒီရမကအောင်မြင်တိုးတက်ပါသေးလို့စူတောင်းမိလိုက်ပါတယ်နော်ဆိုတော့နိုင်ငံမှာပေါ့ဟုတ်ကဲ့ပါကျေးဇူးများကြီးဒီဘက်မှာဒီလိုကုတည်းကုမ္ပဏီလေးပေါက်ကြားသွားပြီအဲ့လိုပေါ့ဒီလိုတည်းဘက်မှာတည်းအားဒီစုရေးဟိုကုသိုလ်ပို့ပြီးတော့ဝင်ဖြစ်တယ်ဒါတို့ချင်းကျွန်တော်ရတာပေါ့နော်တင်းရများတာကိုထားပါအဲ့လိုမျိုးစုရရတယ်ဆိုလို့ရှိရင်အဲ့ဒါကောတုကဘော့စကိုဒီရနေပြီးတော့အောင်မြင်သိအောင်စုရတယ်ပါညာပေါ့ကျွန်တော်တို့ဒီလိုဒီလက်ရတကယ်ကြီးနေပါပြီအဲ့လိုမျိုးပေါ့နော်ဟိုဘက်ကရတယ်ကွာပေါ့တော့ကျွန်တော်ကပြီးမကန်စံပြကျွေးရအုပ်စုသုံးမှမျိုးနဲ့ community ပါဆိုအဲ့လိုမျိုးပေါ့အုပ်စုပါကြရဆိုတော့ပြီးမကန်အောင်မြင်တယ်ပြီးမကန်ပြောရတယ်ကွာဟိုဘက်ကကြောင်းရွာဆိုတော့ဟိုကအဲ့လိုမျိုးပေါ့နော်အဲ့ဒါကျွန်တော်ရတာဗျာဟုတ်လားအဲ့လိုပေါ့နော်ကြာမင်းလည်းအောင်မြင်သိလားကျွန်တော်မင်းလည်းအောင်မြင်သိလားကျွန်တော်နာမည်အိမ်နာမည်ရောနာမည်ကျွန်တော်ကိုငယ်ကြီးလိုပဲပြောတာဟုတ်တယ်ကျွန်တော်အောင်မြင်သိမင်းရတာပေါ့အဲ့လိုမျိုးပေါ့အပဒါရပြီးတော့ကျွန်တော်ဒီလာမကိုကလွှဲပြပြောတော့အခုတလောဒီတရက်နဲ့ပါရအောင်
ပြီးတော့ရပြီလို့ပြေးပြီးတော့လွယ်ပြီးတော့ရပြီ မဟုတ်စားလိုက်ပြီလားကိုတကယ်ချင်းတွေမဟုတ်ဝယ်ကျွေးလိုက်ရလား အဲ့လိုမဟုတ်ပါဘူးကျွန်တော်ဟိုလူလဲလူပေါ့စားလဲစားပေါ့ ဟုတ်ကဲ့ပါ မင်းအဲ့လိုပေါ့ဒီရယ်ဘူပေးပါကြောင်း ဟုတ်ကဲ့ပါ အဲ့လို